ရှိရှိတုန်းကချင်းရွာလေးနှစ်ရွာရှိတဲ့ရွာကလေးနှစ်ရွာအလယ်မှာချောင်းလေးတစ်ခုစီးဆင်းပြီးရွာနှစ်ဖက်စလုံးကအဲ့ဒီစမ်းချောင်းကိုအမိပြုစိုက်ပြုဝင်းမြူရေးလုပ်ပြီးရှင်သန်နေထိုင်ကြတဲ့တရက်မှာတော့စမ်းချောင်းကြီးဟာအလူလူနဲ့ခန်းချောက်လာပါတော့တယ်နောက်ဆက်တွဲရာသီဥတုကလည်းဖောက်ပြန်လာပြီးမိုးခေါင်ရေရှားထိဖြစ်လာပါတော့တယ်ဒီလိုနဲ့ရွာနဲ့ရွာဟာလည်းမလောက်တော့တဲ့ရေကိုလူကြရင်တရွာနဲ့တရွာခိုက်ရန်ဖြစ်ပွားတဲ့အထိအခြေအနေဆိုးရွားလာပါတော့တယ်အဲ့ဒီဒေသတဝိုင်းမှာရွာတော်တော်များများကိုးကွယ်ကြတဲ့ပညာရှိအဖွားကိုတယောက်ရှိတဲ့ဒီရွာနှစ်ဖက်စလုံးကပညာရှိအဖွားအိုစီသွားပြီးအကူအညီတောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ကြတယ်အချင်းမတဲကြတဲ့ရွာသားတွေရဲ့အခြေအနေကိုရိပ်မိတဲ့ပညာရှိအဖွားအိုဟာတဲ့ရွာသားတွေရဲ့ပြဿနာကိုနားထောင်ပေးပြီးတဲ့အခါချက်ချင်းအဖြေမပေးသေးပဲရွာအခြေအနေကိုတစ်ချက်ကြည့်ပြီးစဉ်းစားတဲ့ပညာရှိပွားဟိုဟာပြဿနာဖြေရှင်းဖို့ကိုတွေးတော့စဉ်းစားရင်းနဲ့နောက်ဆုံးတော့အကြံရသွားတယ်ပထမဆုံးသူ့ရဲ့နွမ်းပြီးပြေးရဖားရတွေနဲ့ပြေးနေတဲ့ဝတ်စုံကိုပြပြီးသူ့အတွက်ရွာနှစ်ဖက်စလုံးကဝိယုံတစ်တစ်ခုကိုချက်ခုတ်ပေးရမယ်အကြောင်းပြောပြတယ်ချက်ခုတ်ရမယ်ခြီကလည်းရွာနှစ်ရွာရှိရာအရက်ကစန့်ကျင်ဖက်သားတဲ့တရိษံအင်မတန်ပိုးတဲ့တောအုပ်တစ်ခုမှာပွင့်နဲ့ပန်းတစ်မျိုးစီကရတဲ့အယောင်နဲ့ချက်ခုတ်ရမယ်အကြောင်းကိုပြောလိုက်တဲ့အဲ့ဒီဝစ်စုံပြီးတဲ့ခါမှလက်ရှိကြုံတွေ့နေရတဲ့ပြဿနာကိုဖြေရှင်းနိုင်မယ်လို့ပြောလိုက်ပါတယ်။ရွာနှစ်ဖက်စလုံးကသူတို့ရွာရဲ့တော်ကျွမ်းဆုံးကျုံကျုံနဲ့လျံတို့ကိုစီရွေးကြပြီးပန်းခုဖို့လွတ်လိုက်ကြတယ်။ဒီလိုနဲ့ကျုံကျုံနဲ့လျံတို့ဟာသူ့ထက်ငါပြိုင်ပန်းရင်ခုဖို့ထွက်လာကြတယ်။ကျုံကျုံကသူတို့ရှာနေတဲ့ပန်းရှိရာအရက်ကိုအရင်တွေ့သွားပါတယ်ပန်းတွေဝေးဝေးဆာဆာနဲ့တတော်လုံးလေးပါပွင့်နေတာကိုတအံ့တော်တွေ့လိုက်ရတယ်ကျုံကျုံဟာအယံပျော်သွားပါတယ်ဒါပေမဲ့သူ့အပျော်ဟာကြမခံလိုက်ပါဘူးကျောင်းကတော့ပန်းတွေကြားကနေရုပ်တရက်ကြားကြီးတစ်ကောင်ထွက်လာတာမြင်လိုက်လို့ပါပဲကြားကြီးဟာတဖြည်းဖြည်းသူ့စီကိုချီကပ်လာပါတယ်။တူတူဟာတဖြည်းဖြည်းနောက်ဆုံးရင်ပိတ်မိသွားပါတော့တယ်။အဲ့ဒီချိန်မှာရုတ်တရက်တနက်တန်ကြီးကြားလိုက်ရပြီးတစ်စက်တည်းကြားကြီးရဲ့အော်တန်ကြီးကိုပါကြားလိုက်ပါတယ်။လျံရဲ့တနက်ကကြားကြီးကိုမှန်သွားတာဖြစ်ပါတယ်။ဒါပေမဲ့ချက်ကောင်းမထီးတဲ့အတွက်ကြားကြီးကပြန်ထလာပါတယ်တနက်တန်ကြောင့်ကြားကြီးဟာအယံစိတ်ဆိုးပြီးတနက်ကြီးလာရာဖက်ကိုဒေါသတကြီးခုန်အောင်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာဂျုံဂျုံကအာယုံတစ်ဖက်ရောက်နေတဲ့တန်ရာရကြားကြီးကိုဓမ္မနဲ့ဝင်ခုန်လိုက်ပါတယ်ညနေဆောင်ရောက်လာတဲ့အခါခလန်းလန်းတောအုပ်ကနေပြန်လာနေတဲ့ဂျုံဂျုံနဲ့လျံကိုတွေ့လိုက်ကြပါတယ်။ကြားတီကြီးကိုအတူထမ်းလာပြီးတစ်ဖက်ကပန်းတွေတီးရန်တွေပါတဲလာပြီးရီမောမောနဲ့ပြန်လာကြတာကိုတအံ့တော်တွေ့လိုက်ကြရပါတော့တယ်။ကြားကြီးရဲ့အသားကိုနှစ်ရွာစလုံးကအတူတကွချက်စားကြရင်ရိုးရာဆောင်ကိုလည်းရွာနှစ်ဖက်စလုံးရဲ့အတော်ဆုံးချက်ခုတ်သမားတွေနဲ့စပြီးနေ့ရောညရောမနာတမ်းရကြပါတော့တယ်
ကြားကြီးမရှိတော့တဲ့တောအုပ်ကနေလေရေကိုသွားတဲ့ကြပြီးမြက်မြတတသုံးဆွဲကြပါတယ်ဒီလိုနဲ့ရွာနှစ်ဖက်စလုံးကအတူတူလှုပ်ကြအတူတူမျှဝေကြနဲ့ရွာကလေးနှစ်ရွာဟာတဖြည်းဖြည်းပြန်လည်သားရလာပါတော့တယ်ဒီလိုနဲ့ရွာနှစ်ရွာရဲ့အတော်ဆုံးလူများရဲ့စီစီလုံးလုံးရက်လုတ်ခဲကြလို့အင်မတန်လက်ရမြောက်တဲ့ရိုးရွာဝေးရုံနဲ့ပြီးစီးခဲ့ပါပြီရွာသားတွေဟာပညာရှိအဖွားအိုစီကိုထွက်လာကြပါတယ်ဒါပေမဲ့ပညာရှိအဖွားအိုကြီးဟာအိမ်မှာမရှိတော့ပါဘူး